ဘာဗလာဘောလုံးပွဲတွေကိုဘယ်ကနေဘလို့ကြည့်ရမှန်းမသိလို့စိတ်ညစ်နေတာသတင်းကောင်းလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင် Riot ကနေယူဆောင်လာတဲ့ကမ္ဘာဖလားပွဲစဉ်တွေကို Canal Plus ရဲ့သုခုမကမ္ဘာဖလား channel မှာဘောလုံးချစ်ပရိသတ်တွေကတဝါကြီးကိုဓာတ်ရိုက် live ကြည့်လို့ရနေပါပြီ။အော်မင်းတို့ဟို TV ရနေနော်ဟုတ်ပါတယ် Riot ကယူဆောင်လာပေးတဲ့ကမ္ဘာဖလားပွဲစဉ်တွေကို Canal Plus ရဲ့သူခုမှကမ္ဘာဖလား channel မှာမြန်မာဘောလုံးချစ်ပရိသတ်တွေကအခုတဝါကြီးကိုဓာတ်ရိုက် live ကြည့်လို့ရနေပါပြီခင်ဗျာ